TikTok မှာ Messi နောက်ချင်းစရာကောင်းလောက်အောင်နာမည်ကြီးနေတဲ့ rating 8.5 ရထားတဲ့ K-drama series အသစ် A Graceful Liar ဇာတ်လမ်းနဲ့ဟာအပိုင်း19ပိုင်းထိထွက်ပြီးဖြစ်ပါတယ်။လောင်ရမြရလာကမှချိုင်းနှစ်သက်တဲ့ပိသက်ကြီးတို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့လူဝက်ချက်တွေလွှဲကွာတဲ့နဲ့ရှုပ်ထွေးပွေလီတဲ့ဆက်ဆံရေးကြီးကိုအသားပေးရိုက်ခူးထားတဲ့မိသားစုဇလန်းရှည်အသစ်လေးကတော့ထွက်ရှိလို့လာပါပြီ။ဇလန်အချင်းကတော့ချာချောင်းဝန်းဟာကွန်ဟန်လုပ်ငန်းစုရဲ့အမွေဆက်ခံသူနဲ့လက်ထပ်ဖို့အတွက်တငယ်ချင်းဖြစ်သူရဲ့နာမည်ကိုယူသုံးပြီးချမ်းသာတဲ့မိသားစုတွေကိုလိန်ညာပြီးဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရှေ့မှာရောက်ခမလောင်းအဖြစ်ပေါ်လာတဲ့ဟန်ဟေယာဆိုတဲ့အမျိုးသမီးကတော့တခြားသူမဟုတ်ဘဲစင်ရဲတွင်းကနေလွတ်မြောက်ပြီးဩဇာအာဏာရရှိဖို့အတွက်ငွေစင်ဘဝကသူ့ကိုရရဆက်ဆက်ဆွန့်ပစ်ခဲ့တဲ့အမေရင်ထင်နေပါတော့တယ်။အဲ့ဒီအဖြစ်မှန်ကိုတီးလိုက်ရပြီးနောက်မှာတော့ချောင်းဝန်းတဲ့ရောက်မိခင်ဖြစ်သူကိုလက်စားချေဖို့ကြုံဝမ်းလိုက်ပါတော့တယ်။ဒီလိုပဲလိန်ညာမှုတွေနဲ့တစ္ဆာဖောက်မှုတွေကြားမှာအမေရင်းနဲ့သမီးဖြစ်သူတို့ကြားပြင်းထန်တဲ့တိုက်ပွဲကြီးစတင်ကြပါတော့တယ်။သွေးသားကဖော်ထုတ်မဲ့အမှန်တရားဟာလိန်ညာမှုတွေကိုနှိမ်ချေပြီးအောင်ပွဲခံနိုင်မလားဒါမှမဟုတ်နောက်ထပ်လိန်ညာမှုတစ်ခုရဲ့ဝါမျိုးချင်းကိုပဲခံသွားရမလားဆိုတာကိုတော့စောင့်မျှော်ကြည့်စုခံစားပေးကြပါအောင်နော်။စကားကိုကြည့်ချိန်တော့ comment မှာ high ခဲ့ပေးအောင်နဲ့ကြည့်လို့ရမယ် Telegram link ကိုပို့သွားပေးမှာဖြစ်ပါတယ်။ Telegram link ကို bio မှာကြည့်လို့ရပါတယ် comment မှာလည်းထည့်ပေးထားပါမယ်ဗျာ။ကြည့်ချင်တဲ့ကားများရှိရင် comment မှာမှတ်ခဲ့ပေးပါဗျာ။